ဒီစကင်ကထွက်တာတလားလောက်ကြာနေပြီဆိုပေမဲ့ VPN ခိုင်းဝင်ဘန်နာတွေပါဖြစ်နေကြလို့ငါအခုမှပဲရတော့တယ်ကဲအဲ့တော့ Cyclops ရဲ့ဒီချပူးစကင်နဲ့ကင်ပြပြီဘလို့တွေချမ်းတမ်းမယ်ဆိုတာကြည့်လိုက်တော့ငါကင်တာမကင်တာပဲဟီယိုနေအများနဲ့ကင်လိုက်ချမ်းတမ်းနေရပဲဟုတ်တော့Cyclops တွေတစ်ခါတလေကင်မှဟိုဘက်ကလည်း Cyclops ကြီးနဲ့ရတယ်ဘာမှမဖြစ်ဘူးငါသူ့ထက်ပိုလှတယ်ငါတော့ဗိုက်တဲ့ join နေငါပဲရှိတယ်နော်အဲ့ဒါကိုငါကေးလုံးဝမရဘူးဟေးကျေးဇူးကိုတို့မောင်တို့ညီမတို့ကျမကေโอเคရပြီညနေစိုးတဲ့ကောင်ကြီးငါတာဝါကိုချိုးရတယ်ဟာလားငါအပေါ်မှာတက်ကူနေတဲ့အချိန်မှာ तू ကငါတာဝါကိုစိမ့်ပြင်းနေပြချိုးနေကိုကမေး player ဆိုမေးကင်တဲ့သူတွေခံစားချက်တစ်ခုကိုပြောပြမယ်တူလားမတူလားတော့မသိဘူးကိုခံယူချက်ကတော့ကိုကအလဲလိန်ထိရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ငါအပေါ်တဲ့အောက်တွေတာသွားပြီးတော့ဘတ်တရီပါရဲ့ join မိကူရင်ကူလိုက်မယ်ငါအလဲလိန်ကိုတော့ငါလုံးဝအကျိုးမခံဘူးအဲ့ဒါတော့ငါရဲ့ခံစားချက်ပေါ့နော်ငါအပေါ်တွေအောက်တွေသူတို့တော့ပါသူကျိုးချင်ချင်ကျိုးချင်နေတာငါလည်းမဆိုင်ဒီကငါတာဝါမကျိုးဘူးပဲသူတို့ဘတ်တဲ့ join နေတယ်ငါတာဝါကြီးကျိုးတော့မယ်ချိုးတော့မယ်ဆိုလို့ရှိရင်တော့ငါတော့ပြေးတာပဲအဲ့လောက်ထိတေးသေးချာကြည့်နေရကြတော့တစ်ခါလေဘတ်တဲ့ကောင်းနေတဲ့အချိန်လေးဆိုငါတာဝါကိုအလစ်ဝင်ချိုးသွားကြတာနေတော့ဖားတော့နှစ်ကောင်တစ်ကောင်ဆိုပြီးတော့ငါ့ကိုနိုင်ချင်မယ်ပေါ့လာလိုက်စမ်းပါ Cyclops ဒီခဏလေးနဲ့ပြန်ရရတယ်တော့ဖူဆိုပြီးတော့လောက်ပလိုက်မယ်ဘာမှန်နေလေအမေမပြန်သေးဘူးလိုက်သေးရရောလိုက်တဲ့ကောင်တော့ကဲအမအများကြီးတော့မသိဘူးငါတော့ Cyclops ကို Sky မိစာထည့်ဆော်လိုက်တယ်ဘာလို့ဆိုငါကေးမရလို့ကျေးဇူးလာပါချမယ်လေဘယ်ကိုပြေးကြအောင်ချမှာပေါ့ချမယ်လားသူကမချအောင်ဆိုလည်းငါလည်းမချတော့သွားငါဘလို့ပြေးထွက်ခဲ့တာနင်သိရှိမိမှာပဲအမှုပြေသွားတယ်ခဏဒီထမ်းပင်မဲငါထက်တက်တယ်တကယ်ငါထမ်းသီးကြိုက်လို့တက်တာကဲတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကန်တဲ့ချင်းနဲ့ဟီယိုလေးတွေကိုနောက်ရက်စရင်ကင်ပြမယ်ပါလို့ဆိုမနှက်ပြန်ကလူးတင်မှာမလို့ကျေးဇူးဒါနဲ့လေ AI နဲ့လောက်ထားရဲ့အင်ဂျင်နာစင်ဒွဲလာဇလန်ကလေနောက်လာစရင်သင်ပေးမယ်နော်